ကျွန်တော်ဒီဗီဒီယိုမှာ Match Olympic လေ့လာတဲ့ကျောင်းသားကျောင်းသူတွေအတွက် continuous fraction ပုဒ်စာတစ်ပုဒ်ကိုရှင်းပြမယ် Find the value of 1 plus 1 over 1 plus 1 over 1 plus 1 over 1 plus and so on အဲ့တော့1 plus 1 over 1 plus ဆိုပြီးဒီခါ1 over ဒီလိုမျိုးတွေ infinity ထိသူကပေါင်းထားတာပေါ့နော်ဒါ continuous fraction လို့ခေါ်တယ်အဲ့တော့အဲ့ဒီ infinity ထိပေါင်းလက်ကဒီအစဉ်တိုင်းပဲ infinity ပေါင်းလက်ကတန်ဖိုးဘယ်လောက်ရမလဲဆိုပြီးရှာခိုင်းတာပါနော်အဲ့တော့ကျွန်တော်တို့ဒီ continuous fraction form ကိုနော်မတိကိန်းတစ်ခုနဲ့ကျွန်တော်တို့ left ထားလိုက်မယ်နော် left နော် x equal to ဆိုပြီးတော့ဒီ continuous fraction တစ်ခုလုံး x ဆိုပြီးတော့ကျွန်တော်မတိကိန်းထားလိုက်မယ်နော် okay orbital ဆိုဆက်ကြည့်အောင် x is equal to အဲ့တော့သူအစဉ်က infinity တိအဲ့တိုင်းပဲသွားမှာ1 plus 1 over 1 plus 1 over ဆိုအဲ့အစဉ်တိုင်းပဲသွားမှာအဲ့တော့ကျွန်တော်ဒီနားလေးကနေဖြတ်ပြီးတော့ကြည့်လိုက်မယ်ဒီနားလေးကဖြတ်ပြီးစဉ်းစားလိုက်နော်အဲ့နားလေးကဖြတ်စဉ်းစားလိုက်မယ်ဆိုတော့ကျွန်တော်တို့ကဟောပေါ့နော်အရင်ဆုံးပြောမယ်ကျွန်တော်ပြန်ပြောမယ်ဒီတစ်ခုလုံးကိုကျွန်တော်တို့က x ဆိုပြီးတော့ထားတာအဲ့ဒါဆိုရင်ကျွန်တော်ဒီနားကနေပြီးတော့ဒီ infinity ထိဒါကိုလည်းကျွန်တော်တို့ x လို့မြင်လို့ရတယ်ကျွန်တော်တို့ x အဖြစ်မြင်လို့ရတယ်ဘာလို့လဲဆိုတော့အဲ့အစဉ်တိုင်းပဲလေရှိနေတော့အဲ့တော့ဒီတစ်ခုလုံးကိုကျွန်တော်တို့က x ဆိုပြီးတော့လက်ထားရတယ်ဆိုရင်ဒီနားလေးကနေဖြတ်ပြီးဒီနေရာမှာ x ကိုကျွန်တော် substitute လုပ်လို့ရတယ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ဘာရမလဲဆို1 plus 1 over x ဆိုပြီးတော့ကျွန်တော်တို့လက်ထားတဲ့ကောင် x ကိုဒီ y ထားတဲ့နေရာမှာကျွန်တော် substitute လုပ်လိုက်တယ်ပေါ့နော်အစားသွင်းလိုက်တယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဘာလုပ်လို့ရလဲဆိုတော့ပိုင်းကြီးညှိလို့ရတယ်ကျွန်တော်တို့နော်ပိုင်းကြီးညှိလို့ရတယ်ဒါဆို x is equal to x plus 1 over x ဆိုပြီးတော့ရတယ်ဟုတ်ပြီနော်ဒါဆိုဆက်ရှင်းမယ်ဒါဆို x square is equal to x plus 1ဒါဆိုရင် quadratic form ပြောင်းမယ် x square minus x minus 1 is equal to 0အဲ့တော့ဒီ quadratic equation ကိုကျွန်တော်တို့ factorization လုပ်ကြည့်ပါเนาะကျွန်တော်ဗီဒီယိုခဏ pause နှိပ်ထားပြီးတော့crop method နဲ့ factorization လုပ်ကြည့်ပါရလားလို့เนาะအဲ့လုပ်ကြည့်တဲ့အခါမှာကျွန်တော်တို့ factorization လုပ်လို့မရအကြောင်းတွေ့ရတယ်အဲ့တော့ဒီလိုမျိုး factorization လုပ်လို့မရတဲ့ quadratic equation တွေကိုဖြေရှင်းဖို့အတွက်ကျွန်တော်တို့မှာပုံသင်နည်းတစ်ခုရှိတယ်အဲ့ဒါကတော့ကျွန်တော်တို့မြန်မာကျောင်းမှာဆို grade 10မှာပြဋ္ဌာန်းထားတဲ့ quadratic formula ပဲဖြစ်ပါတယ်အဲဒီ quadratic formula ကိုကျွန်တော်တို့သုံးပြီးတော့ဆက်စော quadratic equation ရဲ့ x တန်ဖိုးတွေကျွန်တော်တို့ရှာမယ်เนาะအဲ compare လုပ်မယ်เนาะ COMPAI compare the quadratic equation ရဲ့ standard form ဖြစ်တဲ့เนาะ compare with ကျွန်တော်တို့ဘာနဲ့ compare လုပ်မလဲဆိုတော့ ax square plus bx plus c equal to 0နဲ့ compare လုပ် okay เนาะအားလည်းပဲတင်တယ်အဲဆက်စောကျွန်တော်တို့ဟို quadratic expression က x square minus x minus 1 sorry x square minus x minus 1 equal to 0အဲ့တော့ compare လုပ်ကြည့်အောင်เนาะ compare လုပ်ကြည့်မယ်ဆိုရင် x square မြောက်ပေါ်ကင်းကဘာမှမရှိ1ပါအဲ့တော့ a တန်ဖိုးက1ဆိုပြီးကျွန်တော်တို့မြင်လို့ရ a နေရာမှာ1ပေါ့เนาะတခါ b နေရာမှာ x ရဲ့ coefficient negative x ကိုမြင် the coefficient of x is negative 1လို့မြင်ရဆိုတော့ b နေရာမှာ negative 1ဖြစ်ပါတယ်ဟုတ်ပြီเนาะ a နေရာမှာ1 b နေရာမှာ negative 1တခါ c နေရာမှာလည်းပါပဲလဲဆိုတော့ကျွန်တော် negative 1ပါပဲเนาะ c နေရာမှာလည်း negative 1အဲ့တော့ဒါဒီကျွန်တော်တို့သူ့ရဲ့ standard form ဖြစ်တဲ့ a square plus ba plus c နဲ့ compare လုပ်လိုက်တာ a တန်ဖိုး b တန်ဖိုး c တန်ဖိုးတွေထွက်လာတယ်ဒါကကျွန်တော်တို့ဒီတန်ဖိုးတွေက quadratic formula တွေမှာအစားသွင်းရမယ်เนาะformula က x equal to เนาะ minus b plus or minus square root of b square minus 4ac divided by 2a ဒါ quadratic formula သူ့ကိုကျွန်တော်တို့အစားသွင်းမယ်เนาะဒီ formula ထဲမှာminus b ဆိုတော့အဲ့တော့ minus 1เนาะပြီး plus or minus square root of b square နေရာမှာ negative 1 substitute လုပ်မယ် negative 1 the whole square minus ဒါ4 multiply a နေရာမှာကျွန်တော်တို့ဘာအစားသွင်းမလဲဆိုတော့ a နေရာမှာ1ကို substitute လုပ်မယ်တခါ
ကျွန်တော် A နေရာမှာ1ကို substitute လုပ်ပြီးတော့ C နေရာမှာကျွန်တော် -1 ကို substitute လုပ်လို့ရတယ်နော်ဟုတ်ပြီနော်divided by 2 multiply ကျွန်တော် A တန်ကိုအစားသွင်းမယ် A တန်မိုးက1ဖြစ်ပါတယ်ဟုတ်ပြီနော် equal to ဒါဆိုကျွန်တော်တို့ဘာရမလဲ -1 time negative time -1 ဆို positive 1 plus or minus square root of -1 နှစ်ထပ်ဆိုတော့-1နှစ်ခါမြောက်တော့1 negative နဲ့ negative နဲ့ multiply လုပ်ရင် positive ဆိုတော့1 plus 411 4 ပဲရမယ် divided by 2 multiply by 1 2ဟုတ်ပြီနော်ဒီလိုရဟုတ်ပြီဒါဆိုလို့ရှိရင် x equal to ကျွန်တော်ဘာရမလဲ1 plus or minus နော် root 5 divided by 2ဆိုပြီးတော့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က x ကိုကျွန်တော်တို့အဖြေရှာထားတာအဲ့တော့ x ဆိုတာဒီ expression of နောက်က expression အဲ့တော့ဒီတန်မိုး1 plus 1 over 1 plus 1 over 1 plus 1 over 1 plus and so on ဒီတစ်ခုလုံးကိုကျွန်တော်တို့ကစောရခဲ့တော့1 plus or minus root 5 by 2နဲ့ညီရမှာလားဆိုတော့မဟုတ်ပါဘူးအဖြေကတော့ထွက်သွားပြီကျွန်တော်တို့က x ထားတဲ့ဒီ continuous fraction နေရာမှာ1 plus root 5 by 2ကိုအစားသွင်းပြီးတော့ဒီမှာရင်ရက်လိုက်မယ်ဆိုမှားပါပြီကျွန်တော်တို့ကပြန်စစ်ကြမယ်တော့ positive တွေကြီးပဲဖြစ်ရမှာပါဒါเนาะအပေါင်းတွေကို continuous fraction လောက်တာတော့ positive တွေကြီးပဲဖြစ်ရမှာpositive တွေပဲဖြစ်ရမှာကိုကျွန်တော်တို့ကဒီမှာ1 plus or minus root 5 by 2မှာ1 minus root 5 by 2ကမဖြစ်နိုင်ပါဘူး1နဲ့ root 5ကိုနှုတ်လို့ရှိရင်ကျွန်တော်တို့အနှုတ်နဲ့ထွက်မယ် root 5 တန်မိုးက2ကြော်ရမှာရှေ့က1ဆိုတော့ negative value နဲ့ထွက်လို့ရှိရင်အောက်က2နဲ့စာရင် negative value ပဲပြန်ရမယ်ဒါဆိုရင်ကျွန်တော်တို့က continuous fraction က positive ပဲထွက်ရမှာဖြစ်တယ်သူ့အနေထားကိုကြည့်လိုက်လို့ရှိရင်ဒါ positive only ပဲဖြစ်ရမယ်အဲ့တော့ negative ကိုကျွန်တော်တို့ reject လုပ်ရမယ်သို့မဟုတ် impossible တခုခုရေးရမယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ကဒီမှာရင် x equal ဟလာ plus or minus root 5 by 2ကိုကျွန်တော်ရေးပြီးွားရင်နောက်တစ်ဆင့်မှာကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ x equal to 1 minus root 5 over 2ကကျွန်တော်တို့မဖြစ်နိုင်ဘူးဒီပြ is impossible I am POSSI BLE impossible ဆိုတော့မဖြစ်နိုင်เนาะအဲ့တော့ကျွန်တော်တို့က x တန်ဖိုးက greater than 0ဖြစ်ရမှာမဟုတ်လို့လေဒါဆိုအဖြေတီးတန်မဲ့ထုတ်လိုက်တော့မယ် x equal to 1 plus root 5 over 2ပေါ့เนาะ root 5 over 2ရမယ်ဟုတ်ပြီเนาะကျွန်တော်တို့အဖြေထွက်သွားပြီဒါ x က root 5 over 2ဆိုပြီးရတာအဲ့တော့ဒီ root 5 over 2မှာကျွန်တော်တို့က1 plus root 5 over 2က EHACT exact value ပါဒါတခါကျရင်ပုတ်စာမေးခွန်းမှာပေါ့နော် exact value နဲ့တောင်း exact form နဲ့တောင်းရင်ကျွန်တော်တို့က set form နဲ့ထားတယ်နော်အကယ်၍ဟာလာအနည်းဆုံးကျွန်တော်တို့တွက်ချင်เนาะသူ့ကိုကျွန်တော်တို့ဗာရရမယ် x approximately equal to 1 plus root 5 over 2ကိုရှင်း 1.618 ရမှာဖြစ်တယ်ဟုတ်ပြီเนาะ 1.618 ရမှာဖြစ်တယ်ဟုတ်ပြီเนาะ 1.618 အဲ့တော့ 1.618 ကကျွန်တော်တို့ဗာလဲပေါ့ကြည့်အောင် golden ratio ပါဒါကျွန်တော်ဒီမှာ golden ratio လေးကိုရှာထားတယ် golden ratio ဆိုတာ fine ကိုပြောတာเนาะ golden ratio ဆိုတာ fine ကိုပြောတာပါ Greek letter သူရဲ့ small letter ဟုတ်တယ် small letter ကျွန်တော်တို့ fine ကိုပြောတာเนาะဒီမှာကြည့်ပါ golden ratio ကိုတစ်ချက်လေ့လာကြည့်ပါเนาะ fine နဲ့ထွက်မှာပါဒီမှာ 1.618 ကကျွန်တော်တို့ fine နဲ့ညီပါတယ်เนาะ fine နဲ့ညီပါတယ်အဲ့တော့တကယ်တော့ဒီပု္ပ္ပစာကကျွန်တော်တို့ continuous fraction ဒီပု္ပ္ပစာကကျွန်တော်တို့ golden ratio ကျွန်တော် fine နဲ့ထွက်မှာဖြစ်ပါတယ်အဖြေကเนาะ 1.618 က golden ratio ရဲ့ကျွန်တော်တို့နီးယားလေးယူတဲ့တန်ဖိုးပါ golden ratio ကလည်း irrational number နောက်မှာသွား infinity ထိသွားအောင်မှာ number တွေကเนาะဒါပေမဲ့ကျွန်တော်တို့ 1.618 ဆိုပြီးတော့ရှေ့ကျွန်တော်တို့ဒသမရဲ့နောက်မှာ8ထိပဲကျွန်တော်တို့ယူလိုက်တာအဲ့ဒါဒီကျွန်တော်တို့ fine နဲ့တူတယ်ဒါကိုကျွန်တော်တို့က fine လို့အဖြေထုတ်ခြင်းလည်းရပါတယ်เนาะအဲ့တော့ဒါကတော့ကျွန်တော်တို့ကအနည်းဆုံးပေါ့เนาะ approximate value ပေါ့เนาะ approximate value ဒါ approximate value เนาะဒါ approximate value ပါเนาะကျွန်တော်နားလည်အောင်ရှင်းပြတာတကယ်တော့ video က low in to ရှင်းတွက်လို့ရတယ်เนาะဒီမှာကျွန်တော်ဒါလေးတွေကနားလည်စေခြင်းလို့ exact value ဆိုရင်အပေါ်က approximate value ဆိုရင်ဒါဟုတ်ပြီเนาะဟုတ်ပြီဒါဆိုရင်
ကျွန်တော်တို့ x ညမှာဘာကို substitute လုပ်မလဲဆိုတော့ therefore 1 plus 1 over 1 plus 1 over 1 plus 1 over 1 plus dot ပြီးတော့ကျွန်တော် exact value လေးနဲ့ပဲကျွန်တော်အဖြေထုတ်လိုက်မယ်เนาะ 5 over 2တချို့ကတော့ကျွန်တော်တို့ဟို golden ratio symbol ကျွန်တော်တို့ file နဲ့အဖြေထုတ်ကြတယ်เนาะအားလုံးနားလည်ကြမယ်ထင်ပါတယ်အဲ့တော့ဒီပု္ပ္ပာကိုနားလည်ဖို့ရှေ့မှာ substitute လုပ်သွားတဲ့ဟာလေးကိုလည်းနားလည်ရမယ်သူ့ရဲ့အစဉ်ကနောက်လာရင်လည်းဒါပဲလာမှာမလို့အဲ့လို substitute လုပ်လို့ရတယ်เนาะပြီးရင် quadratic formula အသုံးချပုံသိရမယ်เนาะ quadratic formula ကိုသုံးတတ်ရမယ်เนาะပြီးရင်ကျွန်တော်တို့ကနောက်ဆုံးတစ်ချက်သတိထားရမှာကเนาะh တန်ကို negative value ထွက်နိုင်တဲ့ကောင်ကို reject လုပ်ရမယ်ဒါမှမဟုတ် impossible ရေးရမယ်เนาะအဲ့တော့အဖြေကို approximate value နဲ့လည်းထုတ်ချင်ရတယ် exact value နဲ့လည်းထုတ်ချင်ရပါတယ်เนาะအဲ့တော့ဒါ golden ratio နဲ့ဆိုင်တဲ့ Olympic ပု္ပ္ပာတစ်ပုဒ်ပဲဖြစ်ပါတယ်เนาะအားလုံးကျေးဇူးတင်ပါတယ်